အားလုံးပဲမင်္ဂလာပါအားလုံးကိုယေရှုနာမ၌ပြန်လည်ကြိုဆိုပါရစေဒီနေ့မှာအမေတွေနဲ့ပတ်သက်ပြီးတော့မှကျွန်မအနေငယ်လေးဝေငှပေးချင်ပါတယ်အမေများအားလုံးဖခင်ရှင်ကစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ဖခင်သခင်ကအောဘွယ်သောကောင်းချီးမင်္ဂလာအဖျားဖျားတက်ရောက်ရတဲ့ခွင့်အသက်ရှည်ရတဲ့ခွင့်ကိုပေးပါစေလို့ဒီနေရာကနေအားလုံးကိုနှုတ်ခွန်းဆက်တာခြင်းနဲ့ Happy Mother's Day လို့ကျွန်မဒီနေရာကနေကြိုဆိုချင်ပါတယ်ဒီနေ့အမေဆိုတဲ့စကားလုံး mother ဆိုတဲ့စကားလုံးကိုတစ်လုံးချင်းကျွန်မပြောပြချင်တယ် M ဆိုတာကဘာလဲဆိုရင် many things she gave တဲ့အမေဆိုတဲ့သူကများစွာသောအရာကိုပေးတော်သူဖြစ်တယ်ပေးဆက်တော်သူဖြစ်တယ်အမေဆိုတဲ့အရာကကျွန်မတို့ကိုအကောင်းဆုံးပေးချင်တာဖြစ်တယ်ကျွန်မတို့ကိုစလွယ်ကြတဲ့သူကစားချင်တဲ့အရာတွေမစားရတော့ဘူးအိတ်ချင်တဲ့အချိန်မှာမအိတ်ရဘူးလှုပ်ချင်တဲ့အရာတွေမလှုပ်ရမယ်နဲ့အားလုံးကိုစွန့်လွတ်ပြီးတော့မှသူ့ရဲ့ရှိသမျှခွန်အားတွေအားလုံးကိုပေးပြီးတော့မှကျမတို့ကိုဝန်ဆောင်ခဲ့တာဖြစ်တယ်မွေးတဲ့အခါမှာလည်းသေမလားရှင်မလားမသိသူ့ရဲ့အသက်ကိုရင်းပြီးတော့မှအသက်ကိုပေးဆက်ပြီးတော့မှကျမတို့ကိုမွေးဖွားခဲ့တာဖြစ်တယ်မွေးဖွားပြီးတိုင်းမဟုတ်မပစ်ထားပဲနဲ့ကျမတို့ကိုပြုစုပြောထောင်ပေးတယ်ရှိသမျှအရာတွေအကောင်းဆုံးเนาะအထူးသဖြင့်သူကဝါသနာတွေကိုစွန့်လွတ်ရတယ်သူလှုပ်ချင်တဲ့အလုပ်တွေကိုစွန့်လွတ်ရတယ်စားချင်တဲ့အရာတွေကိုမစားတော့ဘူးသုံးချင်တဲ့အရာတွေကိုမသုံးတော့ဘဲနဲ့သားသမီးတွေအတွက်မိသားစုတွေအတွက်စွန့်လွတ်အနစ်နာခံပြီးတော့မှပေးဆက်တဲ့မိခင်တွေဖြစ်တယ်ဆိုတာဒီနေ့အကောင်းဆုံးကိုသူတို့ကလှုပ်ဆောင်ပေးခြင်းနဲ့ဆိုတာကိုဒီနေ့မှာကျွန်မမိခင်တွေစီကနေကျွန်မသဘောပေါက်တာဖြစ်တယ်မိခင်တွေအားလုံးထူးပဲတကယ်ဘုရားကောင်းကြီးပေးပါစေနှစ်ကပါလဲဆိုရင်အိုက live for others အမေတွေကသူတို့အတွက်အသက်မရှင်တော့ဘူးအိမ်တော်ပြုလာပြီဆိုရင်သူတို့သားသမီးတွေအတွက်အသက်ရှင်လာကြတာကိုတွေ့ရတယ်သူတို့ချေရတဲ့ဖခင်မိခင်တွေမိသားစုတွေကိုထားခဲ့ပြီးတော့မှကျမတို့အတွက်သူတို့ကအသက်ရှင်ကြတယ်ပြီးတော့မှကျမတို့မနဲ့အရာထကနေစပြီးတော့မှเนาะတနေ့ကုန်မိခင်တွေကဘာလုပ်ရလဲအဝတ်လျှော်ရတယ်ပြီးတော့မှမီးပူတိုက်ရတယ်ဟုတ်တယ်နော်သမင်းချက်ရတယ်တန့်ရှင်းလုပ်ရတယ်ကျမတို့ကိုပြုစုရတယ်တွင်တင်ပေးရတယ်ဆူတောင်းပေးတယ်သူတို့မှနားတယ်ဆိုတာမရှိဘူးအမေတွေကလခမရပေမဲ့နော်သူတို့တကယ်ပဲကြီးမားတဲ့တန်ဖိုးရှိတဲ့နော်တကယ်ပဲလခနဲ့တောင်မှပေးလို့မကုန်နိုင်နဲ့ပေးဆက်လို့မကုန်နိုင်နဲ့အမေတွေရဲ့လှုပ်ဆောင်ပေးတဲ့အရာတကယ်ပဲသားသမီးတွေအတွက်အသက်ရှင်တဲ့အရာကိုတွေ့ရတာဖြစ်တယ်ပြီးတော့မှကျမတို့ထီဆိုတဲ့အရာကပါလဲ tears for children ကလေးတွေအတွက်မြင့်ရကြတယ်မိခင်တွေဖြစ်တယ်မြင့်ရနဲ့ကျမတို့အတွက်ဆုတောင်းပေးတယ်မိခင်တွေဖြစ်တယ်မနဲ့ထတဲ့အခါမှာတနေကုန်ပြီးတော့မှညအိပ်ရာကျမတို့စပြီးတော့မှအိတ်တဲ့အချိန်မှာသူတို့လက်တင်ပြီးတော့မှကောင်းကြီးပေးဆုတောင်းကြတယ်မြင့်ရည်နဲ့ကျမတို့ကိုယုံကြည်ခြင်းနဲ့ဆုတောင်းကောင်းကြီးပေးတယ်ပြီးတော့မှမြင့်ရည်နဲ့ကျမတို့အတွက်သူတို့မျိုးစေ့ကျဲတာဖြစ်တယ်ဆုတောင်းခြင်းနဲ့မျိုးစေ့ကျဲတာဖြစ်တယ်ဒါကြောင့်မိခင်တွေအတွက်ကျမတို့ကြားတဲ့မိခင်တွေကကျမတို့အတွက်ကြားတဲ့မြင့်ရည်တွေအတွက်တကယ်ကျမတို့ယေရှုတင်တာဖြစ်တယ်for မှာဗာတွေ့ရလေ H က heart of love လို့ပြောတာဖြစ်တယ်မေတ္တာနဲ့ပြည့်ဝတယ်ချစ်ချင်းနဲ့ပြည့်ဝတယ်เนาะကျွန်တော်တို့မိခင်တွေရဲ့နှလုံးသားဖြစ်တယ်ခွဲခြားခြင်းမရှိဘူးသားသမီးတွေကိုခွဲခြားခြင်းမရှိဘူးညီတူညီမျှအားလုံးကိုချစ်တယ်မိခင်တွေရဲ့မေတ္တာလဲဘုရားရဲ့မေတ္တာနဲ့เนาะတဒန်းတူတယ်ကုံဆုံးမသွားဘူးမခန်းသွားဘူးเนาะအဆုံးမရှိတဲ့မေတ္တာနဲ့ချစ်တယ်ပြီးတော့မှဘလောက်ပဲကျွန်တော်ပြစ်မှားပါစေဘလောက်ပဲအပြစ်လုပ်ပါစေကျွန်တော်တို့ကိုခွလွတ်ပေးတယ်နားလည်ပေးတယ်ချစ်ချင်းမေတ္တာဖြစ်တယ်ကျမတို့ကိုချစ်ပြီးတော့မှတကယ်ပဲနားလည်ပေးတဲ့အမေတွေရဲ့เนาะအမြဲတမ်းချစ်တဲ့မျက်စိနဲ့เนาะကြည်တတ်တဲ့သူတို့ရဲ့အသက်တာကိုဒီနေ့မှာပြန်ပြီးတော့မှဂျေဇုတုံပြန်ရအောင်ဘုရားရှင်စီမှာဂျေဇုတင်ရအောင်သူတို့စီမှာကျွန်တော်ဂျေဇုတင်ရအောင်က eyes to see တဲ့ကျမတို့မိခင်တွေကမြင်တတ်တယ်ဘာတွေမြင်တတ်လဲကျမတို့အားနဲ့ချက်အားတာချက်သူတို့အားလုံးသိတယ်ကျမတို့မျက်လုံးလေးဖွင့်တာနဲ့ကျမတို့မျက်နှာလေးကိုကြည့်တာနဲ့เนาะဘာလို့တလဲသူတို့သိတယ်ဘာခံစားတယ်လဲဆိုတာသူတို့နားလည်ပေးတယ်ဖေးမပေးတယ်ဆုတောင်းပေးတယ်ဖြည့်ရှင်းပေးတယ်ခွန်အားပေးတယ်ပြီးတော့မှလမ်းပြပေးတယ်လှုပ်ဆောင်ပေးတဲ့မိခင်တွေဖြစ်တယ်เนาะကျမတို့အမှုရာနဲ့ပြစရာတော့မလိုပဲねကျမတို့ကိုမြင်တာနဲ့ကျမတို့မျက်စိကိုမြင်တာနဲ့သူတို့အရာခတ်သိမ်းကိုမြင်တတ်တဲ့မိခင်တွေဖြစ်တယ်တဲ့เนาะဘလောက်တောင်ကုန်ပြုစရာကောင်းတယ်လေနံပါတ်6မှာဆိုတာကပါလဲဆို the right things and the right thoughts သူတို့လှုပ်ဆောင်တဲ့အရာတွေအတွေးခေါ်တွေအမေတွေပြောတဲ့အရာတွေအားလုံးကမှန်တယ်အမြဲတမ်းမှန်တယ်ကျွန်တော်ငယ်ငယ်တုန်းကအဆုံးမတဲ့အရာတွေကျွန်တော်သဘောမကျဘူးเนาะစိတ်ဆိုးတယ်
ဘာကြောင့်လဲဆိုတော့ကျွန်တော်လှုပ်ချင်တာတွေမလှုပ်ရအောင်လေဒါပေမဲ့ကျွန်တော်ကြီးလာတဲ့အခါသဘောပေါက်တဲ့အခါအမေတွေပြောတဲ့အရာဆုံးမတဲ့အရာကအမှန်ကန်ဆုံးဖြစ်တယ်သူတို့ရဲ့အတွေးခေါ်တွေကအမှန်ကန်ဆုံးဖြစ်တယ်ကျမတို့အတွက်အကောင်းဆုံးအတွက်သူတို့ကြံစည်နေတာဖြစ်တယ်ပြောပြနေတာဖြစ်တယ်ဆိုတာဆုံးမနေတာဖြစ်တယ်ဆိုတာကိုကျမပို့ပြီးတော့မှသဘောပေါက်လာတာဖြစ်တယ်ဒီနေ့ကျမရဲ့အမေကလည်းဒီမှာကျမခုနကပြောတဲ့အချက်လက်တွေနဲ့ပြည့်စုံတာဖြစ်တယ်မိခင်တွေအားလုံးလည်းဒီအရာနဲ့ပြည့်စုံကြမယ်လို့ကျမယုံကြည်တယ်ဒါကြောင့်ဒီနေ့ကျမတို့မိခင်တွေရှိတဲ့လူတွေအယောက်စီတိုင်းကိုကျမခွန်အားပေးခြင်းနဲ့မိခင်တွေရှိတုံးလေးမှာကျမတို့ပြုစုရအောင်ခွန်အားပေးရအောင်သူတို့ကိုထောက်ပံ့ရအောင်သူတို့ရဲ့စကားကိုနားထောင်ရအောင်သူတို့ကိုပြုံးပြရအောင်ပြီးတော့မှသူတို့ကိုစိတ်ချမ်းသာအောင်ထားရအောင်เนาะပြီးတော့မှအဲ့ဒီအားဖြင့်ကျမတို့ဂျေဇုဆက်နိုင်တာဖြစ်တယ်เนาะကျမတို့ရဲ့မိခင်ရဲ့နှုတ်တလုံးကကျွန်တော်တက်လုံးဆက်မကုန်ဘူးကျမတို့ရဲ့ရှိသမျှအရာခတ်သိမ်းငွေကြေးတွေနဲ့ဆက်ရင်တော့မှဆက်လို့မကုန်ပါဘူးဒါပေမဲ့လို့ဆက်လို့မကုန်နိုင်တဲ့မိခင်တွေကလည်းကျမတို့ကိုဘယ်တော့မှမတောင်းဆိုပါဘူးဒါပေမဲ့သူတို့မတောင်းဆိုခင်မှာပဲကျွန်တော်သားသမီးတွေကဒီနေရာကနေစပြီးတော့မှဟာလေလုယာပြန်ပြီးတော့မှခွန်အားပေးခြင်းနဲ့ပြုစုရအောင်ပြန်ပြီးကျေးဇူးတုံ့ပြန်ရအောင်ဒီအမေများနဲ့တည့်ရက်ပဲမဟုတ်ပါဘူးနေ့တိုင်းအမေတွေကိုပြုစုပြီးတော့မှစိတ်ချမ်းသာအောင်ထားတဲ့အရောက်စီတိုင်းဖြစ်ဖို့ဘုရားရှင်အထူးပဲကောင်းချီးပေးပါစေမိခင်တွေအားလုံးကိုလည်းဘုရားရှင်အထူးကြမ်းမှခြင်းကြွယ်ဝခြင်းချမ်းသာခြင်းကောင်းချီးမင်္ဂလာနဲ့အော့ဘအသက်ရှင်ခြင်းနဲ့ဘုရားကကောင်းချီးပေးပါစေအာမင်